ဖတ်ထမင်းစားကြပါအောင်ဖတ်ထမင်းအဲ့လိုအနှစ်ရွှဲလေးနဲ့စားအရင်ကျကတော့ရှင်းသွားတာပဲအစီစားရဲ့နေ့ဆိုလို့ရှိရင်ရင်းနှီးချမ်းလေးနဲ့တွဲပြီးတော့တောက်တာအရင်ကျရင်နောက်ဆုံးတစ်လုပ်ပါကျန်အခုနောက်ပိုင်း coffee အချိုရည်တောက်မဲ့အစား zero calorie ဖြစ်ပြီးတော့အစီအပွေကင်းရှင်းစရာရည်နွေးချမ်းကိုပြောင်းတောက်ဖြစ်နေတယ်။ရွှေစရာလက်ဖက်ချောက်ကဓာတ်ရုပ်ဆိုးသေးလုံးဝမတုံ့ထားဘဲနဲ့ပင်လောင်းမျိုးကထွက်တဲ့လက်ဖက်ရွက်နုနုလေးတွေကိုနေလှမ်းပြီးအချောက်ခံထားတဲ့တဘာဝလက်ဖက်ချောက်ဖြစ်တဲ့အတွက် healthy အရင်ဖြစ်ပါတယ်။ရွှေစရာလက်ဖက်ချောက်မှာက original tea အပြင် green tea ကိုရိုးဘူးရော tea bag လေးပါထုတ်ထားပေးသေးတာဆိုတော့တည်သွားတာလည်းလွယ်ကူသလိုအသုံးပြုရတာလည်းလွယ်ကူပါတယ်။ရွှေစရာလက်ဖက်ချောက်ရဲ့အနံ့လေးကမှုေးပြီးတော့တောက်လိုက်ရင်လည်းgreen ထဲမှာရှင်းသွားစေရဆိုတော့ quality ကောင်းကောင်းကြိုက်တဲ့သူတွေဆိုရင်ဒါလေးကို try ကြည့်နော်